ထိုင်းမှာဈေးတုတ်တာကအထီးတွေကဘယ်လိုဈေးတစ်စိတ်အမျိုးအစားတွေအများဆုံးအသုံးပြုကြလဲနန်းဈေးတုတ်လာတဲ့တက်တန်တစ်လျှောက်လုံးမှာနန်းတတိထားမိတာဟာအထီးတွေကဒီ TOA နဲ့ဂျိုတန်ဈေးတစ်စိတ်တွေကိုအများဆုံးအသုံးပြုတာကိုတွေ့ရတယ်မြန်မာလိုဘယ်လိုခေါ်လဲတော့မသိဘူးရှင်ထိုင်းလိုခေါ်ပြထားတာပေါ့နော် TOA နဲ့ဂျိုတန်လို့ခေါ်ပါတယ်ပတ်တီးရိုက်တာကိုထိုင်းလို sharp skin လို့ခေါ်ပါတယ်ထိုင်းမှာပတ်တီးရိုက်ရင်ဘယ်နှခေါက်ရိုက်လဲဆိုရင်နှခေါက်အချောဆုံးကိုလိုချင်နေဆိုရင်3ချိန်မြောက်ကိုပတ်တီးရိုက်ကြတယ်ပေါ့နော်အောက်ခံစည်းကိုထိုင်းလိုဘယ်လိုခေါ်လဲဆိုရင်สีรองพื้นလို့ခေါ်ပါတယ်အောက်ခံစည်းပြီးတော့ဒီအပေါ်ထက်ကစည်းကိုสีจริงလို့ခေါ်ပါတယ်ပုံမှန်စည်းတုံးနေကြကတော့สีรองพื้นကတစ်ထပ်สีจริงကနှစ်ထပ်အဲ့လိုတုတ်ပါတယ်ရှင်ဒီနေ့နန်းဒီအခန်းကိုအပြီးတက်ဖို့နန်းစီးဖြတ်နေတာပေါ့နော်စီးဖြတ်တာကိုတက်စီလို့ခေါ်ပါတယ်စီးတုတ်တဲ့အလုပ်ကိုနန်းဗီဒီယိုရိုက်ပြတာကနန်းနေ့တိုင်းလုပ်နေတဲ့အလုပ်ဖြစ်တဲ့အတွက်ပြီးတော့နန်းရဲ့အတွေ့အကြုံဖြစ်တဲ့အတွက်နန်းကရိုက်ပြတာပေါ့နော်စီးတုတ်သမားအချင်းချင်းဆိုပေမဲ့တုတ်နီးပုံစံတွေကတူချင်းမှတူပါလိမ့်မယ်တယောက်နဲ့တယောက်ဆေးတုပ်ပုံတုပ်နည်းတွေမတူဘူးဆိုရင်နန်းဗီဒီယိုကောမန့်အောက်မှာပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုဝေမျှပေးနိုင်ပါတယ်ရှင်ပြီးတော့ဒီ page မှာက admin က2ယောက်ရှိပါတယ်ရှင်နန်းရဲ့ပြီးတော့နန်းရဲ့သူမရဲ့ပေါ့နော်အခါတလေနန်းကိုယ်တိုင်စာပြန်ရင်ပြန်မယ်ဒါမှမဟုတ်နန်းရဲ့သူမလေးရလည်းပြန်ပြီးရင်ပြန်မှာပေါ့နော်နေ့လည်ခင်းကအလုပ်လုပ်တဲ့ချိန်ဖြစ်တဲ့အတွက်စာပြန်တဲ့ချိန်နဲ့ comment ပြန်တဲ့ချိန်တွေကညဖက်နဲ့မနက်ပိုင်းဖက်မှာဖြစ်မှာပေါ့နော်ဒါကတော့ထိုင်းမှာနန်းလုတ်ဖူးတဲ့တက်တန်တစ်လျှောက်မှာတထေးတွေအများဆုံးသုံးတဲ့စီးတစိတ်ကိုလာပြီးတော့ပြောပြပေးတာပါရှင်နန်းအလုပ်တွေဆက်လုပ်လိုက်ပါဦးမယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ရှင်